ကဲအားကစားဝါသနာရှင်တွေဘောလုံးပွဲကိုဝါသနာပါပြီးတော့ဘောလုံးပွဲအမျိုးအစားတွေမသိဘဲနဲ့အီးအောင်မှလုပ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးနဲ့ရှင်းပြပေးပါမယ်။ဆိုတော့ဒီနှစ်ခုကလုံးဝမတူပါဘူး။ Super Bowl နဲ့ World Cup နဲ့ကိုရှင်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအဓိကပြောပြချင်တယ်။ဒီနှစ်ခုကိုရှင်နေကြတယ်အဲ့ဒါအကြီးမှားပါတယ်။ရှက်ဖို့လည်းကောင်းပါတယ်။ကိုတုံးတာလူသိတယ်လူမသိပါစေနဲ့။ဆိုတော့ Vicky အမြန်လေးပြောပြမယ်ကိုတုံးတာလူသိမှာဆိုလို့ okay ။ Super Bowl ကဒီ view ရတယ်ဆိုတဲ့ဟာကို show country wide ထဲမှာပဲ120 million ရသွားတဲ့စံချိန်ကိုတင်သွားတာပါ။ပြောမှကြည့်မယ်ဆိုလို့ရှိရင်1.4 billion နဲ့ချီပြီးတော့ World Cup ကရတယ်ငါတို့ World Cup ကလူပိုသိတယ် Of course it's a global international tournament what do you expect ဆိုတော့ Vicky ပြောချင်တာဒီနှစ်ခုကိုရှင်းလို့မရပါဘူးပြီးတော့ဒီထဲမှာ culture difference တွေလည်းအခေါ်အဝေါ်တွေလည်းအများကြီးပါဝင်ပါတယ် World Cup ကလည်း6နှစ်ကန်တဲ့ football ပြင်မဲ့ soccer လို့ခေါ်ပါတယ် okay ဒီဘက်ကဘောလုံးဆော့တဲ့ဟာလည်းဒါ American football လို့ခေါ်ပါတယ်ဆိုတော့ football ဆိုတာဒါသူတို့ရဲ့ name ကွာသိလားကိုဘလို့မပြလို့မရအောင်အဲ့ဒါကိုဟို comment နေထဲမှာအရှိရအများကြီးပဲမသိတဲ့လူတွေကပေါ့နော်ဒါမသိလို့ပြောတာပါဗီကီကနားလေဒါပေမဲ့ဒါသင်ပေးတဲ့ဗီဒီယိုလေးပါခြေထောက်နဲ့ဆော့ရမှာ football မဟုတ်ပါဘူးဒါ American football ကလက်နဲ့ဆော့တာဖြစ်ပါတယ်လက်နဲ့ဆော့လဲ football လို့ခေါ်လို့ရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာဒီ Super Bowl လေးကိုဗီကီတော့ holiday တစ်ခုအနေနဲ့သတ်မှတ်ထားပါတယ်အဲ့ဒီပြိုင်တဲ့နှစ်သင်းမှာဘယ်သူနိုင်မယ်ဆိုတာကိုလူတွေကသိပြီးသားဘာလို့လဲဆိုတော့လူတွေကဒီဘယ်သူပိုတော်လဲသိပြီးသားကွာ holiday တစ်ခုလိုမျိုးပျော်ခြင်းလို့ဒါသတ်မှတ်ထားတဲ့နေ့လေးပါငါလုံးမယ်ပါတီလေးတွေလုံးမယ်ဒီပွဲလေးတစ်ပွဲအနေနဲ့ February လမှာ celebrate the month of love ဒီပရိသတ်တွေမင်းသားမင်းသမီးတွေကဒီ lightweight ပေါ့နော်တခြင်းလေး music လေး enjoy လုပ်မယ်ရှင်းမယ်ဆိုရင်တော့မှဒါလေးက more like culture ပေါ့နော်အဲ့လိုမျိုး World Cup လို့အပြိုင်ဆိုင်အဲ့လိုမျိုးကြီးအရန်မဟုတ်ဘူးအရန်မဖြစ် pressure မများဘူးပြောရင်လည်း matcha တောက်လာအောင်မယ် Dubai chocolate Okay ဆိုတော့ပြန်ပြောကြည့်မယ်တနိုင်ငံနဲ့ပြိုင်တဲ့ American football နဲ့တကမ္ဘာလုံးပြိုင်တဲ့ World Cup it's a huge difference okay love you guys